Let's go to Monjan. What's up? ဒီနေ့ကတော့ဗာလေမွန်ချန်ဆိုလားမွန်ကျင်းဆိုလားမသိကဲကျွန်တော်တို့အိမ်မှာအမျိုးတွေရောက်တုံးလေးထုံးစံတိုင်းမွန်ချန်ကိုကျွန်တော်တို့ခီးထွက်လာတာပဲဖြစ်ပါတယ်မွန်ချန်မှာမှဒီပထမအဆုံးစဝင်တဲ့နေရာက Flower Castle လို့ခေါ်တယ်ပန်းနေနဲ့တိဆောက်ထားတဲ့ရဲတိုက်ကြီးပေါ့ဗျာဒီအဲ့ဒီကိုရောက်နေရပဲဖြစ်ပါတယ်တောင်ပေါ်တော်တော်တက်လိုက်ရတယ်ဗျာမောင်းတာတောက်လျှောက်ပဲအခုပေါ်ရောက်တော့လေတော်တော်လေးကိုလှသူ့ရဲ့ခရီးသွားတဲ့ကြာမြင့်ချိန်ကတနာရီအတိလောက်ပဲကြာတယ်ဟူးနေရာအနှံ့မှာပန်းနေစိုက်ထားတာတောင်ပေါ်ဆိုတော့လေကတဲ့စိုက်ပျိုးရေးပုံစံမျိုးတွေအရန်စိုက်လို့ကောင်းတယ်အဲ့ဒါကမှပန်းရောင်စုံနေဆိုတော့ဘာမှပြောစရာမလိုတော့ပြည့်စုံသွားတာပေါ့
flower castle ဆိုတာဒါပဲဗျာနော်အော်ဒီမှာ okay လာဆက် အဲ့လိုမှမရ ညနာအဲ့လိုမလုပ်တာ ကျွန်တော်တို့ဒီ flower castle လာရင်းနဲ့ဒီမှာ vlog ပေါ့နော် food vlog လာရိုက်နေတဲ့ commercial တခု shooting တခုကိုကျွန်တော်ကြုံခဲ့တယ်တော်တော်မိုက်တယ်သူတို့လှုပ်သွားတာပေါ့ပါပါပဲဒါပေမဲ့သုံးရတဲ့ tools တွေ gear တွေက professional ဆန်တယ်တစ်ချက်ကြည့်လိုက်အောင် lighting တွေပါတွေကအစ share လုပ်ထားတာပေါ့နော်team နဲ့လာတာပေါ့သူက food vlog ကိုသုံးရတဲ့ gear တွေရမ်းမိုက်တယ်အယို ugly face ဘယ်လိုလဲ ugly face What the ugly face? Wow. smile ဘယ်လိုလဲ smile Smile. It's the crazy face. Say hello to the sheep. The sheep are so big, baby. Hello, Aisha. Just can't tell it all.
ဟုတ်တယ်အမြင်မကြီးနော် အေး သူစီနော်တက်မယ်လေဟိုမှာစောင့်နေတာ တက်ကွာ ရှေ့ကစိတ်နဲ့တက်ဖို့ အဲ့ဒါမှ that's it ဒီတော့ကြောင်းကြောင်းလောက်ပဲသွားတဲ့ကားကိုအမလေးအကနေရောက်ရောက်ချင်းဘယ်တော့မှမတ်ပြီးသွားနေလေဆိုအပေါ်မှာမလို့မသိတာတော့ဒီရတော့ဆက်လက်ကြည့် ကျင်းလာလို့ အမလေးခုမှတော့ကြောင်းမနေနဲ့ ရောက်နေ သူပဲတောက်လျှောက်တက်ပြီးတော့ အမှန်တော့ဒါရဲ့ performance အေးပါ ရှောက်တယ်နော်အရင်ကြောက်နေတာနော် အတက်ကြီးကရေလေမတ်တာဗျာတကယ်လုံးဝစောက်ကြီးကကျွန်တော်ထင်60 degree လောက်တောင်ရှိမယ်ဘယ်လောက်မတ်လဲဆိုအဲ့ဒီတောက်လျှောက်အတက်ကိုဖျားတာပြီးတက်လာတာတော်စရာအပေါ်ရောက်လာလို့ကဲတက်လာတဲ့အမြင်ကတော့မြင်တဲ့အတိုင်းပဲဗျာဟိုးအောက်ဆုံးကနေပြီးတော့တက်လာတာလမ်းဖောက်တဲ့သူတွေဆိုတော့ဘယ်လောက်တောင်တိုင်ပတ်လိုက်မလဲမသိဘူးဖောက်ပြီးသားလမ်းတက်တာတော့မှတော်တော်ရှင်တုံပန်းတုံနဲ့တက်လိုက်ရတယ်ကဲဒါကတော့ရင်ညံ garden လို့ခေါ်တယ်ကျန်းလာနော်ပင်လေရေမျက်နှာပြင်အထက်အမြင့်ဆုံးတောင်ထိပ်ပေါ်မှာရှူးပေါက်နေတာပဲဖြစ်ပါတယ်ကတော့ဆောင်းအောင်ရုံလှနေ Hello Yam flower ဒါကတော့ချင်းမိုင်ရဲ့မွန်ချမ်းကိုတွားရင်းနဲ့ကျွန်တော်တို့ဝင်ခဲ့တဲ့ Yangan flower ဆိုတဲ့ farm ပဲဖြစ်ပါတယ်ခင်ဗျာဒီ farm ကနာမည်ကြီးတာတော့အခုလိုမျိုးပန်းခင်းအနေကြီးတွေနဲ့နာမည်ကြီးတယ်ဓာတ်ပုံရိုက်တဲ့သူတွေအများကြီးလာကြတယ်
ပြောစရာကြီးဒီအချိန်ကလည်း holiday ဖြစ်တဲ့အတွက်မိသားစုတွေကလေးတွေကြောင်းပိတ်တဲ့အချိန်ဖြစ်တဲ့အတွက်မိသားစုလိုက်တွေလာကြတာများပါတယ်တောင်ထိပ်ဆုံးပေါ်ကနေကြည့်ရတဲ့ feeling ကြီးကတော့လုံးဝအမျော်ကင့်ရွယ်ဗျာရှယ်ကြီးတကယ်မိုက်တယ်ဒီဘက်မှာပန်းကင်းအနီကြီးတွေရှိတဲ့ရင်းရန် flower farm ပေါ့နော်ပြီးရင်ဒီဘက်မှာတောင်ကြီးတွေရှိနေတယ်တောင်ကြီးများတယ်ရမ်းလာတယ်哦，拉来的喏，漏着的钱。Hey yo, what's up guys? အခုကျွန်တော်ရောက်နေတာကတော့ WTF ပေါ့နော် What the အဲ့ဒီ cafe ကိုရောက်နေတာပဲဖြစ်ပါတယ်ဒီ WTF cafe ကထူးထူးဆန်းဆန်းပေါ့နော်ဘယ်လောက်ထိထူးကြလဲဆိုတော့ဒီမှာတောင်တွေရှိတဲ့နေရာဆိုတော့ဒီတောင်တွေကြားတွေကနေပြီးတော့စီးဆင်းနေတဲ့စမ်းချောင်းလေးအဲ့ဒီစမ်းချောင်းလေးကတဖြည်းဖြည်းကြီးသွားတဲ့ခါမှာအခုလိုမျိုးရေတံခွန်ကြီးဖြစ်သွားပါတယ်ဝါအဲ့ရေတံခွန်ကစီးဆင်းလာတယ်ဟိုးအပေါ်ကနေပြီးတော့စီးဆင်းလာတဲ့ရေတွေကိုဒီရေတံခွန်လေးကနေစီးဆင်းလာတဲ့ပတ်ဝန်းကျင်ဘေးပတ်လည်မှာကမ်ပိန်းတဲလေးတွေထိုးထားတယ်တန့်တွေထိုးထားတယ်ပြီးရင်ဒီမှာ coffee ဆိုင်ကြီးလောက်ထားတယ်ရမ်းလာတယ်Christmas tree ကြီးပဲမိုက်တယ်ကြည့်အောင်ကျွန်တော်တို့ဘေးမှာထိုင်နေရှေ့မှာ net ခင်းပေးထားတယ်အဲ့ဒီ net မှာလဲပြီးအိပ်ရုံပဲရေးလဲအထားကြတယ်လုံးဝ relax ပဲပြီးတော့ coffee ဆိုင်လေးကိုသူတို့ကinternational မိအောင်လို့လုပ်ထားတယ်ပေါ့နော် decoration တွေရမ်းမိုက်တယ်ညောင်းနေလို့လားမသိထိုင်လို့ကောင်းလားနော်ရှယ်ပဲလုံးဝ relax ပဲအဓိကအဲ့မှာအိတ်ချင်တာမိုက်တယ်ပျော်သွားမှာတော့ဒီစမ်းချောင်းကစီးတဲ့အတန်နဲ့လေfeeling ကရှယ်ကြီးဗျာနောက်မှာကျွန်တော်တို့ရေတကွန်ကစီးလာတဲ့စမ်းချောင်းကရေစီးတန်လေးတွေနဲ့ဒီ net ပေါ်မှာအေးရတဲ့ feeling ကရေလည်းမိုက်တယ်ဒါသူတို့ကလည်းအေးညာ9မိနစ်လောက်သာမှီလိုက်9မိနစ်မပြည့်ခင်အိပ်ပျော်သွားစေရမယ်အာမခံတယ်ဟိုဘက်မှာလည်းသူလိုကိုလိုအိပ်နေကြတာရေတွေအေးလိုက်ပဲဖြစ်ချင်နော်This is Dance Record.